ကျွန်တော်တို့နိုင်ငံဟာခုချိန်မှာအကြမ်းဖက်အာဏာသိမ်းစစ်တပ်စစ်မိတ်ဆာကောင်တွေရဲ့ဖိနှိပ်ချုပ်ချယ်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းတပ်ဖြတ်ခြင်းမျိုးစုံကိုခံစားနေရတဲ့အချိန်ကာလဖြစ်တယ်။အကြမ်းဖက်အာဏာသိမ်းစစ်မိတ်ဆာကောင်တွေဟာကလေးသူငယ်ယောက်ျားမိန်းမလူကြီးလူငယ်စင်ရဲချမ်းသာမရွေးလူထုလူဒန်းစားအလွှာပေါင်းစုံအပေါ်ဖိနှိပ်ချုပ်ချယ်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ဒုက္ခပေးနေကြတာဖြစ်ပါတယ်။ဒီစစ်အာဏာရှင်စစ်ကြုံဘဝကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့လူငယ်တွေဟာတနိုင်ဝန်ထမ်းရှေ့တို့လှမ်းချီຫນွေဦးပန်းတိုင်စီဆိုတဲ့စောင်ပုတ်နဲ့အညီအခက်အခဲအကျက်အသေးပေါင်းများစွာကိုရင်ဆိုင်ကြော်ဖြတ်ပြီးတော့ဒို့နိုင်ငံဒို့အနာဂတ်ဒို့လူငယ်တွေဖန်တီးကြစို့ဆိုတဲ့ခံစားချက်ခံယူချက်အပြည့်နဲ့စစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်ဒီအချိန်မှာဝမ်းနည်းစရာကောင်းတဲ့တစ်ခုကမြို့ပေါ်မှာရေစုံမီးစုံဖဲမှုရာပေါ်မှာနေထိုင်နိုင်ကြတော့လူကြီးအသက်ကြီးတဲ့လူကြီးတချို့ကတော့လူငယ်တွေစွန့်လွတ်ခြင်းများစွာနဲ့ပေးဆက်ပြီးစစ်အာဏာရှင်စနစ်ကိုတော်လှန်နေရတာကိုမှားတယ်လို့ထင်မြင်နေတာရှိပါတယ်ထိုလူကြီးတွေဟာဘလို့လူမျိုးလဲဆိုတော့သူတို့ရဲ့မီးစာကုန်စီခန်းကြံရှိနေတဲ့နေ့ရက်တွေကိုသူတို့ရဲ့ကြံနေသေးတဲ့မြည်တွေမြစ်တွေနောက်မျိုးဆက်သစ်တွေနောက်တစ်ချိန်မှာဘလောက်ကြီးမားတဲ့စိုးကျိုးတွေခံစားရမယ်ဆိုတာကိုမတွေးပဲသူတို့ရဲ့ကြံရှိနေသေးတဲ့နေ့ရက်ကိုဒါလင်ဘဒူတွေဘလို့ပဲနှိပ်ဆက်ငါတို့သူတို့ပြောသမျှနေသူတို့ခိုင်းသမျှလုပ်ပြီးတော့သူတို့အောက်မှာနေသွားရင်ငါတို့ကြံရှိနေသေးတဲ့နေ့ရက်တွေကိုတတရရနဲ့ဖြတ်တန်းနိုင်ကြလိမ့်မယ်လို့ထင်နေကြတယ်အဲ့ဒီအတွက်ကျွန်တော်တို့လူငယ်တွေတော်လှန်နေကြတဲ့တော်လှန်ရေးကိုသူတို့ကအပြစ်တင်ဝေဖန်မှုတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတာတွေရှိပါတယ်လူကြီးအားလုံးကိုမဆိုလိုပေမဲ့မြို့ပေါ်မှာတာယာအေးချမ်းနေကြတဲ့အသက်ကြီးလူကြီးတချို့ကတော့အဲ့ဒီလိုမျိုးတွေတွေးမြင်နေကြတာဖြစ်ပါတယ်ဒါဟာတော့လဲဝမ်းနည်းစရာကောင်းပါတယ်ကျွန်တော်တို့ခုရင်ဆိုင်တော်လှန်နေတာဟာနောက်တစ်ချိန်မှာစစ်အာဏာရှင်စနစ်ကင်းစင်သွားတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစစ်အာဏာရှင်စနစ်ကင်းစင်သွားတဲ့အကျိုးကျေးဇူးအကျိုးရလဒ်ကိုကျွန်တော်တို့လူငယ်တွေဟာခံစားရခြင်းမှခံစားရမယ်ခံစားခြင်းမှလည်းခံစားရမယ်ကျွန်တော်တို့ဒီနိုင်ငံရေးရဲ့စင်မြစ်ပေါ်ကိုတက်လှမ်းနိုင်မယ်တက်လှမ်းခြင်းတဲ့လူငယ်တွေရခြင်းမှရမယ်ပါခြင်းမှလည်းပါမယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့ယုံကြည်ချက်မျှော်လင့်ချက်ကနောက်တစ်ချိန်မှာမြန်မာနိုင်ငံမှာမွေးဖွားလာတဲ့ကလေးတိုင်းဟာပွင့်လင်းလွတ်လပ်ပြီးတော့မှအမိနိုင်ငံမှာဂုဏ်သိက္ခာနဲ့အညီနိုင်ငံတကာကိုရင်မှောင်တန်းနိုင်ပြီးပွင့်လင်းလွတ်လပ်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီစစ်အာဏာရှင်တော်လှန်ရေးကိုတော်လှန်နေကြတာဖြစ်တယ်နိုင်ငံရေးစင်မြစ်ပေါ်ကိုရောက်ဖို့နိုင်ငံရေးဂုဏ်သိက္ခာတစ်ခုကိုရဖို့နိုင်ငံရေးယာတို့တစ်ခုကိုရဖို့မျှော်လင့်ပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်လူငယ်တယောက်မှမရှိဘူး